မောင်လာနဲ့မမြင်တို့ကလူမှုရေးအဖွဲ့အစည်းတစ်ခုမှာအလုပ်လုပ်နေကြတဲ့ကျွမ်းကျင်ဝန်ထမ်းတွေဖြစ်ကြပါတယ်။ဒီနေ့မှာအဖွဲ့အစည်းကနေမြေဒေသနှစ်ခုမှာစီမံကိန်းလုပ်ငန်းတွေချက်တင်ဖို့အတွက်မောင်လာနဲ့မမြင့်တို့ကိုစီမံကိန်းမန်နေဂျာယာဒူတာဝန်ပေးရလာပါတယ်။မောင်လာရီငါတို့တွေစီမံကိန်းမန်နေဂျာအနေနဲ့ခေါင်းဆောင်ရမှာဆိုတော့ခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုတင်တဲ့တက်ရအောင်ငါတငယ်ချင်းတယောက်စီကအွန်လိုင်းတင်တဲ့တစ်ခုတက်လို့ရတယ်လို့ပြောထားတာရှိတယ် မလို့ပါဘူးဟာအခုလဲငါတို့ကအတွေ့အကြုံအများကြီးရှိနေတာပဲဘာမှအခက်အခဲမရှိနိုင်ပါဘူးဟာအလကအချိန်မဖြုံးစမ်းပါနဲ့ အခုဆိုရင်မောင်လာကစီမံကိန်းမန်နေဂျာအဖြစ်2လကြာတာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ။ဒီ2လအတွင်းမှာသူအခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။ဝန်ထမ်းတွေကသူခိုင်းတာမလုပ်တာကလန်ကစားလုပ်ချင်တာကိုလိုအပ်မှတွေများပြီးတမတ်အချိန်မပြီးစိတ်ဖိစီးမှုတွေဖြစ်တာလုပ်ငန်းခွင်အတွင်းပြိပက္ခတွေကြုံလာတာတွေစသဖြင့်ပေါ့ အေးငါမှပြဿနာပေါင်းတောက်နဲ့ဒုက္ခတွေရောက်နေလိုက်တာမမြင်စီတောင်ဖုန်းမဆက်ဖြစ်ဘူးသူရောဘလို့နေလဲမသိဘူးဖုန်းဆက်ကြည့်ဦးမှာပါဟယ်လိုမမြင်ဒီကောင်းလားဘလို့ရစင်ပြီလားငါမှတော့ဒုက္ခပေါင်းများစွာနဲ့တိတိဖြတ်တန်းနေရတာနေစီတောင်ဖုန်းမဆက်ဖြစ်ဘူး နင်ကဘာဒုက္ခရောက်နေတာလဲဟဲ့ ငါဝန်ထမ်းတွေကငါခိုင်းတာကိုစိတ်ပတ်လက်ပါမလုပ်ကြဘူးဟာလုပ်ငန်းတွေကလည်းအချိန်မီမပြီးပဋိပက္ခတွေကလည်းဖြစ်အိုးစုံနေတာပါပဲဟာ တင်နန်းတက်ပါလို့ငါပြောခဲ့သားပဲငါဆိုရင်တင်နန်းကတင်ယူရရှိတာတွေကိုသုံးချပြီးလှုပ်လှုပ်တာညီပြောတဲ့ပြဿနာတွေကိုအေးအေးဆေးဆေးကြော်ဖြတ်နိုင်ခဲ့တယ်ဟာအခုလဲ CSO Academy မှာအဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုတင်နန်းကိုတက်လို့ရနေပြီတဲ့ဟာအဲ့ဒါနင်းတက်ပါလား အဲ့ဒါကဘယ်တော့ဖွင့်ပါလဲငါကူစင်းပေးလို့ရသေးလား အဲ့ဒီတင်နန်းကကိုယ်တိုင်အချိန်မီ၍တက်လို့ရတဲ့တင်နန်းဟာ CSO Academy website မှာစာရင်းသွင်းပြီးအတည်ပြုတာနဲ့နင်ချက်ချင်းတက်လို့ရပြီ โอเคကျေးဇူးပါပဲဟာငါအခုပဲစင်းသွင်းလိုက်တော့မယ် ဒီဖြစ်စဉ်ကလေးကိုကြည့်ပြီးဗာတွေးမိပါသလဲအခုဆိုရင်မောင်လာက CSO Academy ကဖွင့်တဲ့သင်တန်းကိုတက်ရောက်နေရင်းနဲ့လုပ်ငန်းခွင်မှာဘယ်လိုပြန်လဲအသုံးချမယ်ဆိုတဲ့အကြံဉာဏ်တွေတစ်ဖွာဖွာပေါ်လာနေပါတော့တယ် ခေါင်းဆောင်မှုလို့စီမံကန့်ကွက်မှုဆိုတာကသူ့အလိုလိုအတွေ့အကြုံရတိုးတက်ကောင်းမွန်လာတယ်ဆိုတာအရန်ကိုကြာပြီးအရင်အနည်းများလွန်ပါတယ်ဒါကြောင့် CSO Academy ကဖွင့်လှစ်တဲ့အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုနဲ့စီမံကန့်ကွက်မှု online သင်တန်းကိုအခုပဲတက်လိုက်ပါလို့ဖိတ်ခေါ်ချင်ပါတယ်